အေးပေါ်မိဘပေါ်ဒီလိုတည်တိုက်တဲ့သားသမီးတွေအားလုံးကျမ်းမချမ်းသာကြပါစေလို့မနေနေအောင်သမီးလေးမနေနေအောင်လဲကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါသမီးမြတ်သားဘယ်ရလဲမသိဘူးသမီးမြတ်သားဘယ်ရလားရအဲ့ဒါ Happy birthday ပါအန်တီဒီအန်တီမွေးနေ့လားဟုတ်ကဲ့ဒါအန်တီမွေးနေ့အတွက် surprise ကလေးရထားလို့လာပို့တာပါဘယ်သူကပို့တယ်လို့ထင်တော့ အမေရတယ် သမီးဘယ်မှာနေတာတော့ တန်ရမ်းမှာ ဟုတ်လားဟောတန်ရမ်းရှမ်းမြောက်လားတန်ရမ်းရှမ်းမြောက်လားရှမ်းရှိလား တန်ရမ်း ဟောရှမ်းမြောက်တန်ရမ်းဟွာနေပြီးတော့တီဘွားကနေရှေ့ကိုတက်သွားတာဟုတ်လားအေးဟုတ်ပြီHappy birthday ပါအန်တီဒီမှာဒါအန်တီတို့က birthday cake လေးပါနော် birthday cake လေးပါဒါလေးကပန်းသီးလေးပါနော်ဒါလေးက cake ခွဲမဲ့ဟာလေးနဲ့ဖျောင်းနိုင်လေးနဲ့ပါဒါလေးဒီဘက်လေး ဟုတ်လားမလို့မှန်းလား အမှားသားလေးဖတ်ပြမယ်လေနော်အမှားသားလေးဖတ်ပြရင်အန်တီသိမှာပါမေးတဲ့အရန်ချစ်တယ်နော်တဲ့နော်အသက်ရှည်ရှည်နေပြီးပါနော်တဲ့အရန်ပြန်လာခြင်းပါတယ်အမေရဲ့တဲ့ပြန်လာဖို့အဆင်မပြေသေးလို့ပါတဲ့နော်ဖုန်းခဏခဏမဆက်တာလဲတဲ့အမေစိတ်မဆိုးပါနဲ့တဲ့နော်ဘီဘီလေးရဲ့အတန်ကြားရင်လည်းစိတ်မထိန်နိုင်လို့ပါတဲ့အမေကိုအရန်ချစ်ပါတယ်တဲ့သမီးကိုနားလည်ပေးပါတဲ့ဒါဆိုတာသမီးပေးတာမှန်သားပြီဟုတ်ပြီနော်သမီးကဒါမမေအတွက်62နှစ်ပြည့်မွေးနေ့လေးကို surprise ပေးပါဆိုတော့ဒါအန်တီကလည်းဒီသမီးလေးကိုချစ်တော့ဒီသမီးလေးပြီးတယ်ဆိုတာတစ်ခါတည်းတန်းသိတယ်ဟုတ်တယ်နော်ဒါဝမ်းသာရမယ့်နေ့လေးဟုတ်ပြီနော်သမီးလေးအတွက်အမှားစကားလေးပြောပြပါအောင်သမီးလေးတော့အမှားစကားလေးပြောပြမငိုပါနဲ့ဒါဝမ်းသာရမယ့်ဟာနော်ဝမ်းသာလို့အားလို့ ဟုတ်ကဲ့ပါ မဆုံးပေါ်ရေးအများကြီးမပြောနိုင် သူရဲ့ဆူတောင်းစကားလေးပေါ့သမီးလေးပေါ်မှာမေတ္တာထားတဲ့အကြောင်းလေး မေအေးပေါ်မိဘပေါ်ဒီလိုတည်တိုက်တဲ့သားသမီးတွေအားလုံးကျမ်းမချမ်းသာကြပါစေလို့မနေနေအောင်သမီးလေးမနေနေအောင်လဲကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါမိကျတာကြောင့်သမီးလေးလုပ်ငန်းကိုင်ကိုင်လေးစိတ် ဒီ ပြေးပါ အနေရန်တော့ခသိန်းကင်းငင်းကြပါစေကျမ်းမချမ်းသာကြပါစေလို့ဆုတောင်း အ ပါ ဒီလေးကြမမနေပေးလိုက်နော်ဒီဗီဒီယိုလေးကသူ့ချီကိုပို့ပေးမှာဆိုတော့လေနော်အမေကျမနေတဲ့အကြောင်းလေးရယ်ကြမမနေတဲ့အကြောင်းလေးရယ်ဒါလေးကနေတစ်ဆက်ပြန်ပြောပေးမယ်ဟုတ်ပြီနော်ကျေးဇူးအများကြီးတင်ပါတယ်အဒီမွေးနေ့မှာစပြီးတော့မှနော်ဒီချက်မကအလှူဒန်းနေလဲလုံနိုင်ပါစေမိသားစုနဲ့လည်းအမြန်ဆုံးအတူနေနိုင်ပါစေလို့ကျွန်တော်တို့ဝေယံဖလူတဲ့ surprise cake အားနေပြီးတော့မှဆုတောင်းမြတ်တာပို့တာပေးပါတယ်နော်ကျေးဇူးတင်ပါတယ် ဘုန်းကြီးကတော့ထိုင်ရ ဟုတ်ကဲ့